ကျွန်တော်မိတ်ဆွေတငယ်ချင်းညီကိုမောင်မှအားလုံးမင်္ဂလာပါလို့ဟုတ်ကဲ့ဒီနေ့ကျွန်တော်သားဖားနဲ့ white channel လေးပြုတ်ပြီးတော့အလောတော်လေးတွေလှီးပြီးတော့နာမည်ချင်းထောင်းပြီးတော့ပေါ့နော်နာမည်ချင်းရည်တွေစမ်းပြီးတော့ဒါစားပြပါလေဟုတ်ကဲ့စားကြပါဦးမလားကျွန်တော်မိတ်ဆွေတငယ်ချင်းညီကိုမောင်မှအားလုံးဟုတ်ကဲ့အတိနာလေးတွေတော့ဖားသီးပါမယ်လို့ကျွန်တော်တို့စူပိုရပါမယ်ကျွန်တော်တို့ကျင်းငါသီးပါမယ်ခန်းညံသီးပါမယ်ခန်းသီးပါမယ်ပေါ့နော်ဟုတ်ကဲ့ဆွဲကြပါဦးကျွန်တော်မိတ်ဆွေတငယ်ချင်းညီကိုမောင်မှအားလုံးကဲဆွဲပါပြီဟုတ်ကဲ့ဆွဲကြပါဦး木里好呀，木里啥？木里啥？哦。哪里？这个看，这个就看。这个摔了吧？哦，没，你多了。人家这还，你说倒拍，买了家吧？啊，我阿伯那个，没说进来进来，这就没说进来进来啊。就知道，冷慢家的，我当我当时比如现在碰一桩了，我也完了，你碰完奶奶，我听了我当你啥倒拍。ရိုက်တာတိတ်မရှင်းဘူးမနော်တကယ်တော့ဟောက်လဲဟောက်ပါလေကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုဖိုင်ကျွန်တော်ပြန်ကြည့်တယ်ဒါပေမဲ့တိတ်ဟိုဗီဒီယိုအရင်ဆိုတွေတိတ်မကောင်းဘူးမနော်တချို့ဟာတွေမှုံဝါးဝါးနဲ့ကျွန်တော်လည်းဝယ်တော့ဝယ်ကြမှာဝယ်ကြတာဖုန်းမျိုးစားတော့ကောင်းပါနော်ကျွန်တော်ဒီဖုန်းမှုံဝါးဝါးရင်းနဲ့ကျွန်တော်တော့ကြာပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်လည်းဝယ်ကြမှာလေမျိုးစားကောင်းလေးတွေတော့တော့ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတော့မဝယ်သေးပါဘူးတော့ဒီမှာကျွန်တော်ဗီဒီယိုဖိုင်တွေပါရိုက်ရတိတ်ဆက်မပြေဘူးနေရာလဲကျင်းတယ်နောက်အခန်းတွေပါရိုက်ရတိတ်တိုင်းတည်းရမရှိဘူးနော်ဒီနောက်ခံဘက်ကတော့မလှဘူးကျွန်တော်နေရာသေးရောက်မှာဒီနေရာမှာလဲကျွန်တော်ကတာရှိမနေပါဘူးနော်ဒီလဲပြောင်းမှာပဲကျွန်တော်ဖုန်းတက်ကောင်လုံးပါဖုန်းတက်ကောင်လုံးဆိုရင်တော့အနည်းဆုံး2000ကျော်တော့ပြီးပါဘောင်းကြိုင်ရကျေးဇူးပါလို့ကျွန်တော်ဝင်ပြီးတော့အကြံပေးရတယ်ဟုတ်တယ်လေတကယ်တော့ဝယ်တဲ့တယ်ပေါ့ဝယ်တဲ့တယ်ဆိုတာကျွန်တော်ကဒီ social media platform တွေပတ်သက်ရှာတဲ့သူတွေဖြစ်တော့ကိုယ့်ရဲ့ဗီဒီယိုဖိုင်ကိုရေသွေးကောင်းမှုရေးကြည့်တယ်နော်2000ကျော်3000နီးဟမ်2000ကျော်3000နီးဘုံကောင်းရအဲ့လိုမကောင်းရဟုတ်တယ်ကာလာနဲ့စကားပြောရတယ်ကျွန်တော်တို့ပြန်ကြည့်ရှုတဲ့သူတွေရဲ့ဟုတ်တယ်အမြင်အာရုံတရားကမြတ်မှုဆိုတာဗီဒီယိုဖိုင်ရဲ့ကာလာရောင်လေးကိုမြင်တာနဲ့ကြည့်ကြစရာလေးပေါ့နော်ကျွန်တော်ဒီစက်တော့ပိုင်တာစဖုန်းနဲ့ရေးကြည့်ရရေးတယ်ဒါပေမဲ့ကျွန်တော်ကဒီနေ့ကပြောရတယ်ကျွန်တော်ဝယ်မှာပါတော့နော်ကျေးဇူးပါလို့ကျွန်တော်冇啲，冇啲。
ပါလို့ ဆက်လိုက်တာ ဟမ် ဆက်လိုက်တာ ဟုတ်ညာလာဟိသွား ဟုတ်တယ်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  အဲ့လိုခါစားတယ်ငါဒီရက်ပိုင်းမှာကျွန်တော်ဗီဒီယိုဖိုင်လေးတိတ်မပြင်ပြဘူးနော်အဲ့လိုဆိုတော့အလောက်ကနည်းနည်းလေးပြင်မှလာတစ်မျိုးရာသီဥတုအပြောင်းလဲကြောင့်တို့နာသိတယ်နှာခေါင်းတွေပိတ်တယ်လေကြောင်းရင်နာဟုတ်ကစားကြပါဦးကိုစားကြပါဟိုကောင်လေးခံမရအောင်